ဝင်းငင်ကျွန်းနဲ့ပျောက်ဆုံးသွားသောကြောင်မြတ်အပိုင်းတစ်ထူးဆန်းသောဖိတ်ကြားစာနင်းအောင်ကြီးကပင်လယ်ရေပြင်ပေါ်မှာတလက်လက်တောက်ပနေပြီမြင်ရဲရင်ရဲ့စိတ်ထဲမှာတော့မုန်တိုင်းထန်နေသလိုပါပဲအသက်14နှစ်အရွယ်ရဲရင်ဟာပင်လယ်ပြင်မှာပျောက်ဆုံးသွားခဲ့တဲ့သူ့အဖေရဲ့တည်င်းအစအနကိုရှာဖွေနေတာတစ်နှစ်ရှိပါပြီသူ့အဖေဟာနာမည်ကျော်ရတနာရှာဖွေသူတယောက်ဖြစ်ပြီးလွန်ခဲ့တဲ့တစ်နှစ်ကဝီညင်ကျွန်းစီကိုခီးထွက်သွားရာကနေပြန်မလာတော့တာပါဒီနေ့မှာတော့ရဲရင်ရဲ့အိမ်ရှိကိုထူးဆန်းတဲ့စာအိတ်အမဲလေးတစ်အိတ်ရောက်လာခဲ့တယ်စာအိတ်ပေါ်မှာရွှေရောင်နဲ့ရေးထားတာကမင်းအဖေကိုပြန်တွေ့ချင်းရဲ့လာခဲ့ပါတယ်စာအိတ်ထဲမှာတော့ကြောက်ဆေးရောင်တောက်နေတဲ့ရှီးဟောင်းမြေပုံအခုနဲ့အတူအပြာရောင်ကြောက်မြက်လေးတစ်လုံးပါဝင်ပါတယ်ရဲရင်ဟာဘာကိုမှစဉ်းစားမနေတော့ပဲသူ့ရဲ့တငယ်ချင်းနီနီနဲ့အတူဆက်လွှဲငယ်လေးတစ်စင်းကိုငှားနေမြေပုံညွန်ပြတဲ့အတိုင်းပင်လယ်ပြင်ထဲကိုထွက်ခွာခဲ့ကြတယ်သူတို့ဟာရက်ပေါင်းများစွာခီးနှင်ပြီးတဲ့နောက်မှာတော့မြူကိုတွေထူထက်လွန်းလို့ရှေ့ကိုမနေရတဲ့ဧရိယာတစ်ခုထဲကိုရောက်သွားခဲ့တယ်ရဲရင်ငါတို့ပြန်လဲတဲ့ထင်တယ်ဒီမြူကိုတွေဟာတာမန်မြူကိုတွေမဟုတ်ဘူးငါတို့ရဲ့ဆက်လွယ်ကကိရိယာတွေအားလုံးရက်သွားပြီလို့နီနီကကြောက်လန့်တကြီးပြောလိုက်တယ်ဒါပေမဲ့ရဲရင်ကသူ့လက်ထဲကအပြာရောင်ကြောက်မြက်လေးကိုကြည့်လိုက်တယ်ကြောက်မြက်လေးဟာမြူကိုတွေကြားထဲကလမ်းညွန်အလွင်းတန်းတစ်ခုကိုထုတ်လွှင့်နေတာပါမဖြစ်ဘူးနီနီငါတို့အခုမှပြန်လှည့်လို့မရတော့ဘူးအဖေငါ့ကိုစောင့်နေတာဖြစ်ရမယ်ရုတ်တရက်ရေလန်းကြီးတွေကဆက်တွေကိုအားပြင်းစွာရိုက်ခတ်လိုက်ပြီးမြူကိုတွေကြားထဲကနေကမ်းခြေတစ်ခုရဲ့ပုံရိပ်ပေါ်လာတယ်အဲ့ဒါကတော့မြေပုံထဲကဝင်းငင်ကျုံးပါပဲကျုံးပေါ်ကတစ်ပင်တွေကတာမန်ထက်ကြီးမားနေပြီးတစ်ရွက်တွေကလည်းငွေရောင်တောက်ပနေတယ်သူတို့ကမ်းခြေပေါ်ခြေချလိုက်တာနဲ့တပြိုင်နက်ကမ်းခြေပေါ်ကတဲပွင့်လေးတွေကလေထဲမှာပြန်တက်လာပြီးလူပုံတရံတွေအဖြစ်ပြောင်းလဲပေါ်ကြတယ်အဲ့ဒီတဲရုပ်ကျူကြီးတွေကသူတို့စီကိုဖြည်းဖြည်းချင်းတိုးကပ်လာနေတယ်ခမည်းတော်ဘသူတွေလဲကျွန်တော်အဖေဘဲမှာလဲရဲရင်ကအော်မေးလိုက်ပေမဲ့တဲရုပ်ကျူကြီးတွေကစကားမပြောဘဲသူတို့ကိုဝိုင်းယုံထားလိုက်ကြတယ်အဲ့ဒီအချိန်မှာပဲတောအုပ်ထဲကနေအနှဲရောင်ဝစ်စုံဝစ်ထားတဲ့လူတယောက်ထွက်လာတယ်သူ့ရဲ့မျက်နှာကိုဖုံးဝူးထားပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့ရဲရင်ရဲ့အဖေနဲ့အယမ်းတူနေတယ်ဒါပေမဲ့သူ့ရဲ့လက်ထဲမှာတော့မကောင်းဆိုးဝါးစွမ်းအင်တွေပါတဲ့အနှဲရောင်တုတ်ကောက်တစ်ခုကိုကင်ထားတယ်မင်းဒီညကိုမလာသင့်ဘူးရဲရင်အဲ့ဒီလူကအကွက်ကွက်တဲ့အတန်နဲ့ပြောလိုက်တယ်ရဲရင်ကထိတ်လန့်သွားတယ်အဖေလားဒါပေမဲ့အဲ့ဒီလူကသူ့ကိုအဖေလို့မခေါ်ဘူးပြောပြီးလက်ကိုဝေယမ်းလိုက်တဲ့အခါတဲရုပ်တူကြီးတွေကရဲရင်တို့စီကိုခုံအုပ်လိုက်ကြတော့တယ်ရဲရင်နဲ့နီနီတို့ဟာအသေးအံပြေးရင်နဲ့တောအုပ်နှစ်ထဲကိုရောက်သွားကြတယ်အဲ့ဒီတောအုပ်ထဲမှာတော့တစ်ပင်တွေကစတင်စကားပြောလာပြီးမြေကြီးအောက်ကနေထူးဆန်းတဲ့လက်မားကြီးတွေထွက်လာပြီးသူတို့ရဲ့ခြေထောက်တွေကိုဆွဲယူဖို့ကြိုးစားနေကြပြီရဲရင်ဟာသူ့လက်ထဲကအပြာရောင်ကြောက်မြက်လေးကိုကြစ်ပအောင်စုပ်ထားရင်းနဲ့ဘာလို့ရမလဲစဉ်းစားနေရတော့တယ်ဝင်းညင်ကျွန်းနဲ့ပျောက်ဆုံးသွားတော့ကြောက်မြတ်ရဲ့အပိုင်းနှစ်ကိုအတန်ဖိုင်ဖတ်ရင်9မိနစ်ခန့်ကြာအောင်စိတ်လှုပ်ရှားပွဲရအခမ်းအနားတွေနဲ့အသေးစိတ်ဆက်လက်ရေးသားပေးလိုက်ပါတယ်ဝင်းညင်ကျွန်းနဲ့ပျောက်ဆုံးသွားတော့ကြောက်မြတ်အပိုင်းနှစ်ပဲ့တင်ထပ်သောတောအုပ်နဲ့အလင်းဤစမ်းတက်မှုတောအုပ်နှကြီးတဲကိုရောက်လာတာနဲ့အမျှလေတို့ကပိုးပြီးလေးလံလာသလိုခံစားရတယ်။ရဲရစ်နဲ့နီနီတို့ကအနောက်ကလိုက်လာတဲ့တဲရုပ်တူကြီးတွေရဲ့ရန်ကနေလွတ်အောင်အသက်လွတ်ပြေးနေကြရတယ်။တစ်ပင်တွေကလည်းငိမ်မနေပဲသူတို့ရဲ့အကွိုင်းအခက်တွေကိုလက်မကြီးတွေလိုအောက်ကိုနှိမ်ချပြီးရဲရစ်တို့ကိုရပတ်ဖမ်းဆီးဖို့ကြိုးစားနေကြတယ်။ရဲရစ်ဟိုမှာကြည့်လောင်ကိုတစ်ခုနီနီကအော်ပြောရင်းတောင်ဆောင်တစ်ခုကကြောက်ဆောင်တွေကြားမှာရှိတဲ့အပေါက်ငယ်လေးတစ်ခုကိုညွန်ပြလိုက်တယ်သူတို့နေရောက်ကအသက်ရှူမမတတ်အပြေးအလကနဲ့အဲ့ဒီလောင်ကိုတဲကိုငုတ်ရွှေဝစ်လိုက်ကြတယ်ထူးဆန်းတာကသူတို့လောင်ကိုတဲရောက်သွားတာနဲ့အပြင်ကတဲလူတူကြီးတွေကလောင်ကိုမတင်ရက်တန့်သွားပြီးအထဲကိုမဝင်ရဲကြတော့တာပါပဲသူတို့ဟာတစုံတစ်ခုကိုကြောက်ရွံ့နေသူတို့မျိုးလောင်ကိုမကနေနောက်ပြန်ဆုတ်သွားကြတယ်ရွတ်ပြီးထင်တယ်နီနီကဒူးပေါ်လက်ထင်းပြီးအမောဖြေရင်ပြောလိုက်တယ်ဒါပေမဲ့ရဲရင်ကတော့မအေးစင်နိုင်သေးပါဘူးကိုအတွေးပိုင်းကနေအပြာရောင်အလင်းဖြော့ဖြော့လေးတွေထွက်ပေါ်နေတာကိုသူသတိထားမိလိုက်တယ်။သူတို့ရောက်နေတဲ့ဂိုနေရန်တွေကပုံမှန်ကြောက်တုံးတွေမဟုတ်ပဲကြည်လင်နဲ့နီလာကြောက်သားတွေနဲ့ဖုံးလွှားနေတာပါ။ရဲရင်ရဲ့လက်ထဲကကြောက်မြတ်လေးကလည်းဂိုအပင်းလေးကိုရောက်လေလေပိုပြီးတောက်ပလေးလေးပါပဲ။နီနီ
ဒီကြောက်မြတ်ကငါ့ကိုတနေရာစီလမ်းပြနေတာငါတို့ရှေ့ဆက်သွားမှထက်မယ်ကိုလမ်းတိုင်းသူတို့ရှောက်လာခဲ့ရကနေကြီးမားကျယ်ပြန့်လာတဲ့မြေအောက်ခန်းကြီးတဲ့ကိုရောက်သွားခဲ့တယ်အဲ့ဒီခန်းမရဲ့အလဲဘဟုမှာတော့ရှီအောင်ရုပ်တူကြီးတစ်ခုရှိနေပြီရုပ်တူရဲ့လက်ဖဝါးပေါ်မှာတော့ရဲရင်ရဲ့လက်ထဲကကြောက်မြတ်နဲ့ပုံစံတူအပေါက်ငယ်လေးတစ်ခုပါလဲရွေတောင်ဖြူးတစ်ခုရှိနေတယ်ဒါကဘာလေးရဲရင်နီနီကတိုးတိုးလေးမေးလိုက်တယ်ဒါကဝိညာဉ်ကျွန်းရဲ့နှလုံးသားထိရမယ်ရဲရင်ကခန့်မှန်းလိုက်တယ်သူတို့ဖြူးနာကိုတိုးသွားတဲ့အချိန်မှာပဲဂိုနီယန်ကနေအတန်ပဲ့တင်ထပ်ထွက်ပေါ်လာတယ်အဲ့ဒါကစောကကန်းချီမှာတွေ့ခဲ့တဲ့အနက်ရောင်ဝတ်စုံဝတ်လူရဲ့အတန်ပါပဲမင်းအဲ့ဒါကိုထိလိုက်တာနင်မင်းရဲ့အမတ်တရားအားလုံးပျောက်ကွယ်သွားလိမ့်မယ်ရဲရင်အဲ့ဒါကဝိညာဉ်ကျွန်းရဲ့အပေးယူပဲမင်းရဲ့အဖေလည်းဒီလိုပဲသူ့ရဲ့အမတ်တရားတွေကိုပေးဆက်ပြီးမှဒီကျွန်းမှာရှင်တန်ခွင့်ရခဲ့တာရဲရင်တုံ့လုသွားတယ်ဒါဆိုအဖေကငါ့ကိုမမှတ်မိရအဲ့ဒါကြောင့်လားမှန်တယ်သူကအခုဆိုရင်ကျွန်းရဲ့အဆောင်အရှောင်ဖြစ်နေပြီမင်းသူ့ကိုကဲခြင်းနဲ့အဲ့ဒီဖြူလဲကိုမင်းရဲ့ကြောက်မြတ်ကိုထဲ့လိုက်ဒါပေမဲ့တတိထားပါမင်းလဲသူ့လိုပဲမင်းဘသူလဲဆိုလားမေ့သွားနိုင်တယ်ရဲရင်ဟာလက်ထဲကကြောက်မြတ်ကိုငုံပြီးကြည့်လိုက်တယ်သူ့အဖေနဲ့ကုံဆုံးခဲ့တဲ့ပျော်စရာအချိန်တွေနီနီနဲ့ခင်မင်ခဲ့တဲ့တရောစင်တွေဒါတွေကိုစွန့်လွတ်ရမလားရဲရင်မလုံနဲ့တခုခုတော့မားနေပြီနီနီကတားဆီးဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဂိုးအပြင်ကနေမြင်းမင်းလှုပ်တယ်လို့တုံခါချင်းတွေဖြစ်လာပြီးဂိုးမျက်နှာချက်ကကြောက်တုံးကြီးတွေပြုတ်ကျလာတော့ပါတယ်အနက်ရောင်ဝတ်စုံဝတ်လူကတော့ဂိုးရဲ့အမောင်ထဲကနေရဲမောရင်ပျောက်ကွယ်သွားတယ်ငါမှရွေးချယ်စရာမရှိတော့ဘူးနီနီငါအဖေကငါကယ်မဖြစ်မယ်ရဲရင်ဟာမျက်လုံးကိုစုံမှိုက်လိုက်ပြီးလက်ထဲကကြောက်မြက်ကိုရွေတောင်ပြူးလေးကိုအားပြင်းစွာထည့်လိုက်ပါတော့တယ်ဘုံတခဏတည်းမှာပဲစူးရက်တောက်ပတဲ့အလင်းတန်းကြီးကဂိုးတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးရဲရင်ရဲ့ခန္ဓာကိုယ်ဟာလေထဲကိုမြောက်တက်သွားတယ်။သူမြင်နေရတဲ့ပုံရိပ်အားလုံးကတဖြည်းဖြည်းနဲ့မှိန်နှင်းသွားပြီးအဖြူရောင်ကံပါကြီးတဲ့ကိုရောက်သွားတယ်လို့ခံစားလိုက်ရတယ်။စူးရှာတောက်ပတဲ့အလင်းတန်းကြီးငိမ်သက်သွားတဲ့အခါရဲရင်ဟာလေထဲကနေကျန်းပင်ပေါ်ကိုဝုန်းခနဲ့ပြုတ်သွားတယ်။သူ့ရဲ့ဦးခေါင်းတစ်ခုလုံးဟာအပြင်းထန်ထိုးကိုက်နေပြီးပတ်ဝန်းကျင်တစ်ခုလုံးကဝေဝါးနေတယ်။ရဲရင်တတိထားဦးလေနီနီကသူ့ဘေးနားကိုပြေးလာပြီးတွဲထူလိုက်တယ်။ရဲရင်ကနီနီကိုကြည့်လိုက်တယ်။သူ့ရဲ့မျက်လုံးတွေကဗလာချင်းနေတယ်လို့ပါပဲ။မင်းကဘာတူလဲ။ငါကဘာတူလဲ။နီနီရဲ့မျက်နှာဟာဖြူလျော်သွားတယ်။နိုင်ဆောင်နှမင်းပြောခဲ့တဲ့အတိုင်းပါပဲ။ရဲရင်ဟာသူ့ရဲ့အမတ်တရားဒီကိုပေးဆက်လိုက်ရပြီဒါပေမဲ့တပြိုင်နက်ထဲမှာပဲဂူကြီးရဲ့အလဲဘဟုကရွှေရောင်ဘူးကြီးကနေအပြာရောင်အလင်းတန်းတွေဟာဂူအပြင်ဘက်ကိုလှိုင်းလုံးကြီးတွေလိုဖြားထွက်သွားတယ်အဲ့ဒီအလင်းတွေဟာကျိုးပေါ်ကတဲရုပ်တထုတွေစီကိုရောက်တဲ့အခါတဲရုပ်တထုတွေဟာလူသားပစံတနန်အစစ်အမှန်ပြန်ချစ်လာကြတယ်ပိတ်မိနေတဲ့ဝိညာဉ်တွေဟာလွတ်မြောက်လာကြတာပါအဲ့ဒီအချိန်မှာပဲဂူဝကနေအနက်ရောင်ဝစ်စုံဝစ်လူဟာဒေါသတကြီးနဲ့ပြေးဝင်လာတယ်။သူ့ရဲ့လက်ထဲကအနက်ရောင်တုတ်ကောက်ကနေမဲမောင်နဲ့လျှက်စီးတန်းတွေထွက်ပေါ်နေတယ်။မင်းငါရဲ့ empire ကိုဖျက်ဆီးလိုက်တာပဲ။အဲ့ဒီလူဟာအော်ဟစ်လိုက်လင်းသူ့ရဲ့ခေါင်းဆောင်ကိုချွတ်လိုက်တယ်။နီနီအံ့ဩလုံးလို့ပါဇက်ဟောင်းလုံးဖြစ်သွားတယ်။အဲ့ဒီလူဟာရဲရင်ရဲ့အဖေနဲ့သူ့ယုံတင်ပါမခုတ်ပဲ။ရဲရင်ရဲ့အဖေအစ်အမှန်ဖြစ်နေလို့ပါပဲဒါပေမဲ့သူ့မျက်လုံးတွေကတော့လူသားတစ်ယောက်ရဲ့မျက်လုံးတွေမဟုတ်ပဲအနဲ့ရောင်မင်ဆက်တွေလိုမဲမောင်နေတယ်အဖေရဲရင်ကတိုးလေးရေးရွတ်လိုက်တယ်သူဘာကိုမှမမှတ်မိပေမဲ့သူ့ရဲ့နှလုံးသားထဲကတော့ဒီလူကိုသိနေတယ်လို့ခံစားနေရတယ်မင်းအဖေကမရှိတော့ဘူးအနဲ့ရောင်လူဟာဟိန်းဟောင်းလိုက်တယ်ငါကဒီကျွန်းရဲ့အမှောင်ဝိညာဉ်ပဲမင်းအဖေကသူ့ရဲ့ခန္ဓာကိုယ်ကိုငါအစီမှာပေါင်နှံပြီးဒီကျွန်းရဲ့လျှို့ဝှက်တွေကိုတိဖို့စ조사ခဲ့တာအခုမင်းရဲ့ဝိညာဉ်ကိုလည်းငါယူရလိမ့်မယ်အမှောင်ဝိညာဉ်ဟာသူ့ရဲ့တောက်ကောက်ကိုမြှောက်လိုက်တဲ့အခါဂူထဲကနီလာကြောက်သားတွေဟာအမဲရောင်ပြောင်းသွားပြီးရဲရင်နဲ့နီနီတို့ကိုဝိုင်းရန်ပိတ်ဆို့လိုက်တယ်နီနီကရဲရင်ရဲ့လက်ကိုတင်းတင်းဆုပ်လိုက်တယ်ရဲရင်မမှတ်မိဘူးလား
ကျမတို့ပင်လယ်ထဲမှာလှည့်စည်းခဲ့တာတွေမင်းအဖေပြန်လာရင်မင်းဆွဲပေးမယ်ဆိုရဲ့ဘန်းကြီးကားတွေဒါတွေကိုပြန်စဉ်းစားစမ်းပါရဲရင်ရဲ့ခေါင်းထဲမှာပုံရိပ်တချို့တစ်ဖြက်ဖြက်ပေါ်လာတယ်ကန်းကြီးမှာအဖေနဲ့အတူဘောလုံးကာနေလားအဖေကသူ့ကိုကြောက်မြက်လေးပေးခဲ့တာအဲ့ဒီပုံရိပ်တွေဟာအမောင်ဓာတ်ကိုထိုးဖောက်ပြီးထွက်လာတယ်လို့မျိုးခံစားရတယ်ငါမှတ်မိပြီရဲရင်ကအားပြည့်စွာအော်လိုက်တယ်သူ့ရဲ့ရင်ဘတ်ထဲကအစောပိုင်းကကြောက်မြက်ရဲ့စွမ်းအားတွေကပြန်လဲထွက်ပေါ်လာတယ်ရဲရင်ဟာရွှေရောင်ဘူးစီကိုပြေးသွားပြီးသူ့ရဲ့လက်ဖွားကိုဘူးပေါ်မှာတင်လိုက်တယ်ငါအဖေကိုပြန်ပေးစမ်းရွှေရောင်ဘူးထဲကမင်းအလင်းနှကောင်တစ်ကောင်ဟာထွတ်ပေါ်လာပြီးအမှောင်ဝိညာဉ်ကိုရစ်ပတ်တိုက်ခိုက်တော့တယ်အမှောင်ဝိညာဉ်ဟာနာကျင်စွာအော်ဟစ်ရင်အဖေထက်သောခန္ဓာကိုယ်ထဲကနေအမဲရောင်မီးကိုမြုပ်တဲ့တစ်ဖြစ်ထွက်ခွာသွားတော့တယ်အဖေထက်သောခန္ဓာကိုယ်ကကျမ်းပြင်ပေါ်ကိုလဲကျသွားခဲ့တယ်အမှောင်ဓာတ်တွေပျောက်ကွယ်သွားပြီးဂူတစ်ခုလုံးဟာအေးချမ်းနဲ့အပြာရောင်အလင်းတွေနဲ့ပြန်လဲလင်းထိန်လာတယ်ဒါပေမဲ့ကျွန်းကြီးကတော့စတင်တုံးခါလာပြန်တယ်ရင်းရင်ကျွန်းကနစ်ဆုံးတော့မယ်ကျမတို့မြန်ထွက်ရမယ်နီနီကတတိပေးလိုက်တယ်ရဲရင်ဟာတတိလီနေတဲ့အဖေဖြစ်သောခန္ဓာကိုယ်ကိုပွေ့ချလိုက်တယ်ဒါပေမဲ့ဂူဝမှာတော့လမ်းကြောင်းကပြိုကျနေတဲ့ကြောက်တုံးကြီးတွေကြောင့်ပိတ်နေပါပြီကျွန်းကြီးတစ်ခုလုံးဟာအောက်ခြေကနေပြိုကွဲပျက်စီးနေပြီးပင်လယ်ရေတွေဟာဂူအတွင်းထက်ကိုဝုန်းကနေစီးဝင်လာနေပါပြီရဲရင်ဟာတတိမရသေးတဲ့အဖေဖြစ်သူကိုပခုံးပေါ်မှာထမ်းထားရင်ပိတ်နေတဲ့ဂူဝကိုကြည့်ပြီးမျောလင့်ချက်ပြက်သုံးတယ်လို့ခံစားလိုက်ရတယ်ရဲရင်ဟိုမှာကြည့်အလင်းတန်းတစ်ခုနီနီကအပေါ်ကိုလက်ညှိုးညွန်ပြလိုက်တယ်ဂူရဲ့မျက်နှာချက်မှာအကွဲချောင်းကြီးတစ်ခုဖြစ်ပေါ်နေပြီးအဲ့ဒီကနေအဆင့်ကောင်းကင်ရံကိုမြင်နေရတယ်ဒါပေမဲ့အဲ့ဒီနေရာကအယမ်းမြင့်လွန်းလို့တာမန်အားနဲ့တက်ဖို့ဆိုတာဖြစ်မနိုင်ပါဘူးငါတို့ဒါကိုသုံးမှထင်မယ်ရဲရင်ကရွှေရောင်ဘူးထဲမှာကြံနေသေးတဲ့အပြာရောင်ကြောင်းမြက်လေးကိုပြန်ထုတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲအဖေဖြစ်သူကမျက်လုံးပွင့်လာပြီးရဲရင်ရဲ့လက်ကိုအားနှဲစွာနဲ့ဆုပ်ကိုက်လိုက်တယ်ရဲရင်ငါတိုင်းမင်းရောက်လာကြတာပဲအဖေတတိရလာပြီလားကျွန်တော်တို့ဒီကောင်းနေထွက်ရမယ်ရဲရင်ကဝမ်းသာအားရပြောလိုက်တယ်အဖေဖြစ်သူကပြုံးပြီးကြောင်မြက်လေးကိုလက်နဲ့ထိလိုက်တယ်ဒီကြောင်မြက်ကကျုံးကိုဖျက်ဆီးဖို့တင်မဟုတ်ဘူးငါတို့ကိုကယ်တင်ဖို့လည်းဖြစ်တယ်ဒါငါတို့အားလုံးရဲ့အိမ်ပြန်ခြင်းတဲ့စိတ်ကိုစုစည်းလိုက်ပါရဲရင်နီနီနဲ့အဖေဖြစ်သူတို့ဟာလက်ချင်းချိလိုက်ကြတယ်သူတို့ရဲ့စိတ်ထဲမှာအေးချမ်းတဲ့သူတို့ရဲ့အိမ်ကလေးမိသားစုထမင်းဝိုင်းနဲ့ပင်လယ်ပြာကြီးကိုဗျိုင်းတူမြင်ရောက်လိုက်ကြတယ်ရုတ်တရက်ကြောင်မြက်လေးကနေအေယာမအလင်းကောင်ပန်းကြီးတွေထွက်ပေါ်လာပြီးသူတို့၃ယောက်လုံးကိုဝုန်းရမ်းလိုက်တယ်အလင်းတောင်ပန်းကြီးတွေကသူတို့ကိုလေရဲကိုမြုပ်တင်ပေးလိုက်ပြီးပြုတ်ကျနေတဲ့ကြောက်တုံးကြီးတွေကြားကနေလျှက်စစ်မီးတောက်တစ်ခုလိုကောင်းကင်စံစီကိုအရှိန်ဟုန်နဲ့ပြန့်တက်သွားကြခဲ့တယ်သူတို့ကောင်းကင်ရံကိုရောက်တဲ့အချိန်မှာတော့အောက်ကဝိညာဉ်ကျွန်းကြီးဟာပင်လယ်ရေအောက်ကိုလုံးဝနှစ်မြုပ်ပျောက်ကွယ်သွားပါတော့တယ်။တစ်ချိန်ကအမောင်တို့ဖုံးလွှမ်းခဲ့တဲ့နေရာမှာအခုတော့ချီလည်နဲ့ရေပြင်ကြီးပဲကြံ့ရစ်ခဲ့တယ်။နာရီအနှဲငယ်ကြာတဲ့နောက်ပင်လယ်ပြင်မှာလွတ်ညောနေတဲ့သူတို့ရဲ့ဆက်လေငယ်လေးမောင်မှာရဲရဲတို့မိသားစုပြန်လဲစုံစည်းနေကြပါတယ်။နေမင်းကြီးကအနောက်ဖက်မှာဝင်တော့မှမို့လို့ကောင်းငင်တစ်ခုလုံးကရွှေရောင်တွေဝင်းပါနေပါတယ်။အဖေတကယ်ပဲကျွန်တော်တို့နဲ့အတူပါလာတာလားရဲရင်ကအဖေလက်ကိုမလွတ်ကန်းကြိုက်ထားရင်မေးလိုက်တယ်အဖေကရဲရင်ရဲ့ခေါင်းကိုအသားရပုတ်လိုက်တယ်ပါလာတာပေါ့သားရဲ့အမောင်ဝင်းရင်ကအဖေကိုဖမ်းထားနိုင်ခဲ့ပေမဲ့သားရဲ့တတိကအဖေကိုလမ်းပြပေးတာအဖေတို့အိမ်ပြန်ကြစို့နီနီကလည်းပြုံးရင်းဆက်လေကိုအိမ်ပြန်လမ်းဘက်ကိုလွှဲလိုက်တဲ့အချိန်မှာရဲရင်ကသူ့လက်ထဲမှာကြောက်မြက်လေးကိုငုံကြည့်လိုက်တဲ့အခါကြောင်မြက်လေးကအလင်းမထွက်တော့ပဲတာမန်ကြောက်တုံးလေးတစ်ခုအဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့ရဲရင်မဝမ်းသားပါဘူး။ဘာလို့လဲဆိုတော့သူဟာကြောင်မြက်ထက်တံရိုးရှိတဲ့သူ့အဖေကိုပြန်ရခဲ့လို့ပါပဲ။ဆက်လေလေးကကမ်းခြေကိုရောက်တဲ့အချိန်မှာတော့ရွာသူရွာသားတွေကသူတို့ကိုဝမ်းသာအားရကြိုဆိုကြပါတယ်။ရဲရင်ရဲ့အမလည်းကမ်းခြေမှာရက်ပြီးမျက်ရည်တွေနဲ့စောင့်နေတာပါ။အဲ့ဒီညမှာတော့ရဲရင်တို့အင်္ဂလိပ်မှာရဲမော့တန်တွေပျော်ရွှင်တန်တွေနဲ့ပြည့်နေထဲတယ်။ရဲရင်ကသူ့ရဲ့ပုံဆွဲစာအုပ်ကိုထုတ်ပြီးအဖေနဲ့အကျူဝင်းရင်ကျိုးမှာဂရင်ခက်ခဲ့စွန့်စခန်းတွေကိုပန်းကြီးအဖြစ်မှတ်တမ်းတိုင်လိုက်တယ်။
သူသိလိုက်တာကတော့ဘလောက်ပဲအမှောင်တိုက်တဲ့နေရာဖြစ်ပါစေချစ်ချင်းမေတ္တာနဲ့တတိရှိနေတဲ့ရဲ့အလင်းတောင်ကိုအမြဲတမ်းပြန်တွေ့နိုင်တယ်ဆိုတာပါပဲပြီးပါပြီ